တွေနဲ့အတူအတိတ်ကစိုးနေဝင်ရောက်နေတဲ့နာကြီးစရာတွေတန်ရာအောင်တွေအားလုံးမျောပါတော့သိကောင်းပါပဲဟုတ်ပါကိုကြီး ဟိုဒါလေးကိုကိုရိုရဲ့ဒီညာတက်ကြီးဖြစ်စေချင်နော်လူများလဲမှတ်တယ်မိတ်ဆွေဟောင်းရတဲ့တိုးနေတော့မခိုင်မာတော့မိသားစုပါလားအားတော့မတွေ့တာတော်တော်ကြာပြီဒါနဲ့တော့ပြန်တော့တာလား ဟုတ်တယ်လေကိုမင်းသားရဲ့ဒါခန့်ရဲ့သားလေအော်ဒါနဲ့ကိုမင်းသားရောရင်တိုင်းမလားဘူးဒီမစွန်သေးဘူးလား ဆိုပါတော့ဒါရင်လည်းနောက်ဆုံး